မင်းကလေးဟာချစ်သူကောင်လေးအတွက်အနစ်နာခံကထောင်ဒဏ်3နှစ်ကြာခံခဲ့ရတော့လဲထောင်မှလွတ်မြောက်လာချိန်တွင်သူမကိုလာရောက်ကြိုဆိုသူမှာသူမမျှော်လင့်ထားသည့်ချစ်သူကောင်လေးမဟုတ်ပဲမြို့၏အချမ်းသာဆုံးတထေးကြီးဖြစ်နေခဲ့သည်အကြောင်းရင်းမှာမင်းကလေးသည်ထောင်ကျနေစဉ်ကာလအတွင်းထိုသူထေးကြီး၏မြေဖြစ်သူအသက်ဘေးမှလွတ်မြောက်စေရန်သွေးလှူဒန်းခဲ့မှုသောကြောင့်ဖြစ်သည်တထေးကြီးအနေဖြင့်သူမအားထောင်မှစောစီးစွာလွတ်မြောက်အောင်ကူညီပေးခဲ့ရုံသာမကကိုယ်တိုင်ကိုယ်ကျလာရောက်ကြိုဆိုကာသူမ၏လွတ်လပ်မှုကိုဂုဏ်ပြုပေးလိမ့်မည်ဟုသူမအိမ်မက်၌ပင်ခဲမမတ်ခဲ့ဘူးပေမင်းကလေးသည်သူမ၏ချစ်သူကောင်လေးလာကြိုပြီးမတွေ့ရပါကစိတ်ပူနေမည်ကိုစိုးရိမ်သဖြင့်တထေးကြီး၏ဖိတ်ကြားမှုကိုငင်းဆန်ခဲ့သည်သို့တော်တထေးကြီးကသူမ၏ချစ်သူနေအိမ်သို့ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးမည်ဟုဆိုကာဇွတ်တရွတ်ခေါ်ဆောင်သွားခဲ့သည်သို့တော်တထေးကြီးကိုနှုတ်ဆက်ပြီးချစ်သူကောင်လေး၏အိမ်ထဲသို့ဝင်လိုက်သည်နှင့်တပြိုင်နက်သူမ၏ချစ်သူသည်အခြားဒဏရှင်မျိုးသမီးတဦးနှင့်ရင်းနှီးကျွမ်းဝင်စွာနေထိုင်နေသည်ကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည်ထိုသူနှစ်ဦး၏ပြောစကားများမှတဆင့်မိန်းကလေးသည်ဖုံးကွယ်ထားသောအမှန်တရားကိုသိရှိလိုက်ရလေသည်အဖြစ်မှန်မှာကားဖြင့်လူတဦးကိုတိုက်မိပြီးတေဆုံးစေခဲ့သူမှာထိုဒဏရှင်မျိုးသမီးဖြစ်နေသည်ချစ်သူကောင်လေးသည်ထိုမျိုးသမီး၏မျက်နှာလိုမျက်နှာရဖြစ်စေရန်အတွက်ကားမောင်းသူမှာသူဖြစ်ကြောင်းလိန်လေကရိုးအတော်မိန်းကလေးကိုလှည့်စားပြီးသူ့အစားအပြစ်ခံယူစေကထောင်ချောက်ဆင်ထောင်ကျစေခဲ့ခြင်းဖြစ်သည်အမှန်တရားကိုသိလိုက်ရချိန်တွင်မိန်းကလေးသည်အလွန်အမင်းဝမ်းနည်းကြေကွဲသွားတော်လဲဖောက်ပြန်နေသူနှစ်ဦးကိုဝင်ရောက်ဖြေရှင်းရန်တတိမရှိခဲ့ပေသူမသည်ချစ်သူပေးထားသောဆေးဆက်လက်စွပ်ကိုတိတ်တဆိတ်ချွတ်၍လွှင့်ပစ်လိုက်ပြီးသူမ၏နှလုံးသားကိုရိုက်ခွဲခဲ့သည့်ဤနေရာမှထွက်ခွာသွားရန်ပြင်ဆင်လိုက်သည်သို့သောသူမတကားဝမှထွက်လိုက်သည်နှင့်အပြင်ဘက်တွင်စောင့်ဆိုင်နေသောတထေးကြီးနှင့်ပြန်လည်ဆုံတွေ့ခဲ့ရသည်ထိုအခါမှသာမိန်းကလေးသည်အဖြစ်မှန်အားလုံးကိုသိရှိလိုက်ရသည်တထေးကြီးသည်သူမ၏ချစ်သူကောင်လေးအကြောင်းကိုဟိုးရခင်ကလေးကစုံစမ်းစစ်ဆေးထားပြီးဖြစ်သည်တထေးကြီးသည်မိန်းကလေးအပေါ်များစွာတနာမိတကဲ့သို့သူမသည်ကျင်နာတတ်ပြီးမုံမြတ်သောမိန်းကလေးတဦးဖြစ်ကြောင်းကိုလည်းသိမြင်သဖြင့်သူမအသက်ငယ်ခဲ့ဘူးသည့်မြေဖြစ်သူစီယိုနှင့်မိတ်ဆက်ပေးလိုခြင်းဖြစ်သည်ထို့အပြင်ကြည်ကျမ်းမာရေးအခြေအနေမှာအပြည့်အဝပြန်မကောင်းသေးသည့်အတွက်သူမအနေဖြင့်အထင်မသေးရန်လည်းကြိုတင်မေတ္တာရက်ခံခဲ့သည်မင်းကလေးသည်တထေးကြီး၏စေတနာကိုနားလည်သဖြင့်ကမ်းလှမ်းချက်ကိုလက်ခံလိုက်သည်သို့တော်ဆီယာနှင့်တွေ့ဆုံသောအခါဆီယာသည်အဖိုးဖြစ်သူကိုရိုသေသောအဖြစ်သာလက်ထပ်ပွဲကိုဟန်ဆောင်လက်ခံခဲ့တော်လဲစိတ်ထဲတွင်မူသဘောထားတခြားစီရှိနေခဲ့သည်မင်းကလေးသည်ချမ်းသာသောအတိုင်းဝိုင်းသို့ဝင်ရောက်နိုင်ရန်အဖိုးဖြစ်သူကိုအသေးအတန်မျက်နှာလိုအားရလုပ်ခဲ့သည့်ရွှေတူးမတ်တဦးဟုသာစီယိုကထင်မှတ်ထားသည်တထေးကြီးပြန်သွားသည်နှင့်တပြိုင်နက်စီယာသည်မင်းကလေးအားမြည်သည့်ရည်ရွယ်ချက်မှမရှိစေရန်တတိပေးခဲ့ပြီးသူမကိုလက်ထပ်မည်ဖြစ်တော်လဲကိုထိလက်ရောက်ကျူးလွန်မည်မဟုတ်ကြောင်းပြတ်သားစွာပြောကြားခဲ့သည်သို့သောအံ့ဩစရာကောင်းသည်မှာထိုစကားကိုကြားသောအခါမင်းကလေးသည်အလွန်ဝမ်းသာသွားခြင်းဖြစ်သည်သူမအနေဖြင့်လက်ထပ်ပွဲကိုလက်ခံခဲ့ရခြင်းမှာသွားစရာနေရာမရှိသဖြင့်ခိုလုံစရာနေရာတစ်ခုလိုအပ်၍သာဖြစ်ကြောင်းချက်ချင်းရှင်းပြခဲ့သည်သူမလိုချင်သည်မှာအမိခံဇနီးမောင်နှံအဖြစ်သာနေထိုင်လိုခြင်းဖြစ်ပြီးနောက်တစ်ချိန်ကွာရှင်းခဲ့လျင်လည်းပိုင်ဆိုင်မှုတစ်ပြားတစ်ချက်မှတောင်းဆိုမည်မဟုတ်ကြောင်းပြောကြားခဲ့သည်စကားသည်သူမ၏စကားများကြောင့်အံ့အားသင့်သွားပြီးမိန်းကလေးအပေါ်သူထင်လွဲခဲ့လေသလားဟုတန်တရားဝင်လာမိသည်နောက်တစ်နေ့တွင်တထေးကြီးသည်မြေဖြစ်သူကျမ်းမာရေးပြန်ကောင်းလာခြင်းကိုဂုဏ်ပြုရန်နှင့်စီယိုဇနီးလောင်းကိုတရားဝင်မိတ်ဆက်ပေးရန်ကြီးကျယ်ခမ်းနားသောညစာစားပွဲကြီးကိုကျင်းပခဲ့သည်မင်းကလေးသည်ကြက်တရေရှိပြီးလှပသောဝတ်စုံကိုဝတ်ဆင်ကပွဲထုတ်လာသောအခါဆရာသည်သူမထံမှမျက်လုံးမခွာနိုင်ဖြစ်ခဲ့ရသည်မနေ့ကမှရိုးရိုးကုတ်ကုတ်တော်သူမလေးတယောက်လိုဖြစ်နေသောမင်းကလေးသည်တညာတည်းဖြင့်မင်းသမီးလေးတစ်ပါးကဲ့သို့ပြောင်းလဲသွားလိမ့်မည်ဟုသူမထင်မှတ်ထားခဲ့မိပေသို့သောပြင်ပပုံပန်းတနံမိမြပင်ပြောင်းလဲသွားစေကမူမိန်းကလေး၏စိတ်ထားမှာမူယခင်အတိုင်းရိုးသားဖြူစင်မြဲဖြစ်သည်သူမသည်ယခင်ကကဲ့သို့ပင်စာနာစိတ်ရှိပြီးဂရုစိုက်တတ်သူဖြစ်သည်ဤဘင်းတက်ကလာထိုင်ကိုပင်ကိုယ်တိုင်ကိုကြတွန်းပေးခဲ့ရာထိုကြည်နူးဖွယ်မြင်ကွင်းကိုဧကန်ပွဲသို့ရောက်ရှိနေကြသောမိန်းကလေး၏ရီးစားဟောင်းနှင့်ဒဏရှင်အမျိုးသမီးတို့ကအံ့ဩတကြီးတွေ့မြင်လိုက်ကြရလေသည်